စီးတွေဖောက်ကုန်ကြတဲ့အတွက်သူတော်ကောင်းသူမြတ်လောင်းနေနောက်ခိုင်းပြီဘုရားနတ်ကောင်းနတ်မြတ်တွေနောက်ဆုတ်ကုန်ပြီအဲ့ဒီလိုနတ်ကောင်းနတ်မြတ်တွေသူတော်ကောင်းသူမြတ်လောင်းနေအတွေ့မခံတော့ဘူးအမြင်မခံတော့ဘူးဆိုတော့ဟာနတ်ဆိုးနတ်ကြံဘလူးဆိုးဘလူးကြံတရေဆိုးတရေကြံနေရဟာတွေ့ပြီဟေးတို့အကွက်ဝင်ပြီဝင်ဆွဲကြရအောင်ဆွဲပြီသဘောပေါက်လားအခုဟူဟန်မှာဖြစ်တော့လူတွေကပြောတယ်အဲ့ဒီကယောဂပိုးမြန်မာနိုင်ငံရောက်မလေးရှားရောက်စင်ကာပူရောက်ဂျပန်ရောက်အမေရိကန်ရောက်နဲ့လေတွေကလာသလိုလိုဘယ်ထဲကလာသလိုလိုနဲ့ဘုံဘုံတရားမင်းနဲ့ဝိဇ္ဇရုဆရာတော်ဘုရားကြီးတွေကိုမေးလိုက်တော့အရှင်ဘုရားတဲ့မြန်မာနိုင်ငံကအရေးအခင်းလို့ပေါ့တဲ့ရန်ကုန်ကထပြီးအရေးခင်းဖြစ်ပြီလဲဆိုရောရန်ကုန်ကလူတွေကမန္တလေးသွားပြီးအရေးခင်းလုပ်လို့လားမလုပ်ဘူးမန္တလေးကလူတွေကထလုပ်တာတဘောပေါက်လားမန္တလေးလုပ်ပြီးဆိုတော့မြင်းကြံရောဘလို့ဖြစ်လာလဲသူမြို့သူမြို့သားကထလုပ်တာတဘောပေါက်လားအခုလဲအဲ့ဒီတိုင်းမှာဘုရားတဲ့ဝူဟန်ဆိုတာဟာတလိ္ဆံပေါင်းစုံကိုအဆိုးဆုံးသောအပြင်းထန်ဆုံးသောတပ်ဖြတ်နှိမ့်ဆက်မှုနဲ့စားတောက်နေတဲ့နေရာကြီးတွေပါဘုရားအဲ့ဒီတော့အသက်ခံရတဲ့တလိ္ဆံတိုင်းဟာကျွတ်ပါမလားမကျွတ်တော့အဲ့ဒီမကောင်းဆိုးဝါးကြီးတွေဘလူးကြီးတွေတရေကြီးတွေနတ်ဆိုးနတ်ကြမ်းကြီးတွေအဲ့တော့ငါတို့ကိုဒီလောက်နှိမ့်ဆက်တပ်ဖြတ်စားတောက်တဲ့အကောင်တွေဒင်းတို့ကိုလည်းငါတို့ပြန်စားနိုင်ပါရစေဆိုပြီးဆုတောင်းကြတယ်ဘုရားတဲ့နတ်ပြည်သေးတဲ့အကောင်တွေဟာအတ္တိမှာတချို့ဆိုရင်အရှင်လက်လက်ခြေတော့ကိုနော်ကျိတ်နဲ့ကျိတ်လဲပြီးတော့အရေးကုန်ခွာတာတွေအရှင်လက်လက်ကြီးမီးတွေနဲ့ကတဲ့ရိုးလင်းတွေနဲ့မှုတ်ပြီးတတ်တာတွေနော်နတ်ပြည်အရှင်လက်လက်ဒေဦးကြီးထဲမှာထည့်ပြီးတော့ချက်ချင်းကိုတကာတဲ့ဟောထဲလဲတဲ့ကိုအော်ဟိယုံကန်နေတာတွေကိုတကာတဲ့အမွှေးတွေနှုတ်ပြီးအရှင်လက်လက်လိုတဲ့အကောင်ကိုချက်ချင်းလုပ်ပေးတာအဲ့ဒီတော့ညို့မလားမညို့ဘူးလားအဲ့တော့တရားမင်းကမေးတယ်အရှင်ဘုရားတဲ့တလိ္ဆံဆိုတာလူကနေပြီးအကုသိုလ်များလို့ဖြစ်တာပါဘုရားတဲ့သဘောပေါက်လားအဲ့ဒီတော့အကုသိုလ်များလို့ဖြစ်တဲ့တလိ္ဆံတွေကိုစားပြီးလူတွေမှာဘာအကျိုးသက်ရောက်မှုတွေရမှာလဲဘုရားရပါမလားအဲ့တော့တလိ္ဆံတွေရဲ့ဆိုးကျိုးတလိ္ဆံတွေရဲ့မုန်းတီးမှုတလိ္ဆံတွေရဲ့ကျိန်စာတွေအကုန်မိတာပဲဘုရားတဲ့အဲ့တော့ငါတို့ကိုမချိမဆန့်သေအောင်တတ်စားသလိုဒင်းတို့ကိုလည်းမချိမဆန့်သေအောင်ပြန်စားနိုင်ပါရစေငါတို့မိသားစုတွေသေကွဲကွဲသလိုဒင်းတို့မိသားစုတွေကိုလည်းသေကွဲကွဲအောင်ပြန်တတ်နိုင်ပါရစေငါတို့ခန္ဓာကိုယ်ကြီးတစစီဖြစ်ပြီးတော့အော်ဟစ်သေကြည်ပျက်စီးရတယ်လို့ဒင်းတို့ခန္ဓာကိုယ်လည်းတစစီဖြစ်ပြီးသေအောင်ပြန်တတ်နိုင်ပါရစေဆိုတော့ပြေးလို့လွတ်ပါမလားဒါကြောင့်အညိုးကြီးတဲ့သူရဲ့နော်ကျိန်စာသည်ဆူတောင်းသည်အညိုးတစ်ချက်သည်ကဘာတသိန်းတဲ့အဲ့ဒါကိုပြကျင်လို့တမင်မွေးရင်ကြားစားရင်ဇလံမြတ်စွာဘုရားမဟောခဲ့ဘူးလားသဘောပေါက်လားအေးအဲ့ဒီလောက်ဘုရားဟောထားတာတွေကိုနော်အခုမြန်မာနိုင်ငံမှာလဲတတ်စားကြနိုင်ငံတိုင်းမှာတရားဝါတွေကိုတတ်မစားကြဘူးလားအခုပိုးပို့ပြီးသိုးမလာဘူးလားအရှင်နေတောင်မစားကြဘူးလားအေးအဲ့ဒီလိုစားလာတော့ကဲအမတန်နော်တော်တော်ကြီးကိုတတ်မှုပြတ်မှုတွေကြီးမားပြီးတော့နှိမ့်ဆက်တာတွေများတော့မခံရနိုင်တဲ့အဲ့ဒီမကောင်းဆိုးဝါးတွေဟာဝူဟန်ကနေစပြီးထတောင်းကြမ်းပြလိုက်တယ်ထတောင်းကြမ်းပြလိုက်တော့မြန်မာနိုင်ငံကရှိတဲ့အသက်ခံထားရတဲ့မကောင်းဆိုးဝါးတွေကလည်းဟာတို့အကူတော်တွေဟိုမှာထချနေပြီတို့လည်းအဲ့ဒီအတိုင်းချမယ်ကွာအဲ့ဒါရှေ့ကနေလှုပ်ပြတာတို့အရေးအဲ့တော့မြန်မာနိုင်ငံလဲတို့အရေးတလိ္ဆံတွေကတောင်းဆိုပြီသဘောပေါက်လားအဲ့တော့သူတို့တောင်ပြန်နှိမ့်ဆက်ပြရင်တို့လည်းနှိမ့်ဆက်ပြမယ်ပြောရရင်တို့မြန်မာနိုင်ငံမှာသာဗုဒ္ဓဘာသာကြီးဟာတော်တော်ကြီးကြီးထွားနေတာကြံတဲ့နိုင်ငံတွေမှာဗုဒ္ဓဘာသာကအနည်းငယ်ပဲရှိတာသဘောပေါက်လားအဲ့ဒီတော့အနည်းငယ်ရှိတဲ့နေရာကထတောင်းကြမ်းတော့
နိုင်ငံတိုင်းမှာတပ်ဖြတ်ပြီးအစားတောက်ခံရတဲ့တလိษံတွေကမကြွမလွတ်ကြတော့သူတို့တွေကလည်းသူတို့နေကနေထပြီးတော့တောင်းကျမ်းတော်တာအဲ့ဒါကပ္ပအရေးအခင်းပဲတကဘာလုံးကိုဘလူးတွေကြတော့မယ်နတ်ဆိုးနတ်ကြံဘလူးဆိုးဘလူးကြံတရေဆိုးတရေတန်းနေဆင်းကုန်ကြပြီအဲ့တော့ဘုံဘုံကတရားမင်းကိုမေးတော့ဘုံဘုံအခုလိုဖြစ်မယ်ဆိုတာလွန်ခဲ့သောတစ်နှစ်တည်းဘုံဘုံအကုန်ဟောခဲ့တယ်တရားမင်းပြောထားတယ်နော်ယောဂဇိုးတွေဆင်းလာလိမ့်မယ်နတ်ဆိုးနတ်ကြံဘလူးဆိုးတွေဆင်းလာလိမ့်မယ်ဘုံဘုံကြောင်းလာတဲ့သူတိုင်းအဲ့ဒီတရားတွေနာကြရပါတယ်သဘောပေါက်လားအဲ့ဒါကြိုတင်ပြီးပြောထားတာဘယ်အချိန်ထတောင်းကျမ်းမယ်လားမသိသေးတာအခုတောင်းလဲတောင်းကျမ်းကိုနိုင်ငံတိုင်းမှာထပြီးတော့ဆူပွဲကြတော့တာဟိုလူတွေအေးလို့တယ်လို့ဒိုလဲအေးလို့မယ်ဟိုလူတွေခုတ်ကြထိကြတယ်လို့ဒိုလဲခုတ်ကြထိကြမယ်ဟိုလူတွေယောဂာနဲ့တတ်တယ်လို့ဒိုလဲအဲ့ဒီယောဂာနဲ့တတ်မယ်ဆိုပြီးလောက်ကြတာအဲ့ဒါဘာမှလေနဲ့ပါလာတာလည်းမဟုတ်ဘူးရေနဲ့ပါလာတာလည်းမဟုတ်ဘူးလူနဲ့ပါလာတာလည်းမဟုတ်ဘူးသဘောပေါက်လားကူးဆက်ယောဂါဆိုတာတရားမင်းကပြောတယ်အကုသိုလ်တူမှကူးဆက်တာတဲ့အကုသိုလ်မတူရင်မကူးဆက်နိုင်ဘူးတဲ့သဘောပေါက်လားအဲ့တော့ယောဂါဆိုတာကုသိုလ်ကြောင့်ဖြစ်တာလားအကုသိုလ်ကြောင့်ဖြစ်တာလားဒါကြောင့်မလို့အကုသိုလ်ကြောင့်ဖြစ်တဲ့ယောဂါကိုကုသိုလ်နဲ့မှပြန်ပြီးတော့မတိုက်ထုတ်ခြင်းမရဘူးဘုရားတဲ့ကုသိုလ်ကိုနိုင်အောင်ပြန်လုပ်ရမယ်သဘောပေါက်လားအဲ့တော့နိုင်အောင်ပြန်လုပ်ခြင်းလူတိုင်းဒီလောက်နှစ်ပေါင်းများစွာတရဏဂုံပျောက်ကွယ်ပြီးတော့တနေ့တစ်ခေါက်တောင်မယုံမိပဲနဲ့အသက်20အသက်30ကြီးလာတဲ့သူတွေနိုင်ပါမလားမနိုင်ဘူးအဲ့ဒီတော့ဖယားရှင်ဟောခဲ့တဲ့ဝေသာလီပြည်ကြီးတတိုင်းပြည်လုံးဘလူးတွေအများကြီးဆင်းပြီးတော့ဝင်စားတာတောင်မှနော်ယရဏတုံနဲ့မနိုင်ဘူးလားအဲ့ဒီတော့ယရဏတုတ်ကအချုပ်ဟာတရဏဂုံပဲအဲ့တော့သားတို့သမီးတို့ကိုမိသားစုလေးကိုလုံခြုံအောင်နော်စုပေါင်းပြီးတော့မနေ့တခါညနေတခါလေးတရဏဂုံမရွတ်နိုင်ဘူးလားပြီးတော့လူတယောက်စာအတွဲတဲ့တရားမင်းကဘုံဘုံကိုအကြံပေးတယ်ကိုသက်စီလေးကိုရွတ်ပါတဲ့မနေ့သက်စီညနေသက်စီဆိုရင်လွတ်ပါတယ်ဖရာတဲ့သဘောပေါက်လားအဲ့တော့တရဏဂုံမနေ့သက်စီညနေသက်စီလေးမရွတ်နိုင်ဘူးလားရွတ်နိုင်မှလွတ်တော့မယ်အဲ့ဒီတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုရင်ဖယားရှင်ရဲ့ဂုဏ်တော်ကျေးဇူးတော်အနန္တကိုတခုတည်းကိုမထားပါနဲ့တဲ့ဂင်းကဝါလူသဲစုမကပွင့်တော်မူတိုင်းသောဖယားရှင်တိုင်းသည်ဗုဒ္ဓံတရဏံကိစ္ဆာမိနဲ့မတန်ဘူးလားတန်တာဒါကြောင့်မလို့ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုရင်ဂင်းကဝါလူသဲစုမကပွင့်တော်မူတိုင်းသောဖယားရှင်တို့ရဲ့ဂုဏ်တော်ကျေးဇူးတော်ကိုဥဒိတ်ရွယ်ပန်ဆင်ပါတယ်လိုက်နာပါတယ်ကျင့်သုံးပါတယ်ဆိုတဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုတာယင်ထဲမှာသိလိုက်ပါသဘောပေါက်လားအဲ့ဒီလိုဂင်းကဝါလူသဲစုမကပွင့်တော်မူတိုင်းသောဖယားရှင်တိုင်းဟာကောတရားမဟောဘူးလားဟိုဘုရားဟောတဲ့တရားဒီဘုရားဟောတဲ့တရားမတူဘူးဆိုတာရှိလားရှေးဘုရားရှင်တို့ဟောတဲ့တရားတော်တွေကိုသာနောက်ဘုရားရှင်ကနေတပ္ပညုတဉာဏ်တော်နဲ့ကြည့်ပြီးတထက်သေးလိုက်ဟောရတာနော်အဲ့တော့မတူဘူးလားအဲ့ဒီတော့ဒုဘုရားဟောခဲ့တာဓမ္မခန္ဓာပေါင်း8400မရှိဘူးလားအဲ့ဒီလိုပဲကြံတဲ့ဘုရားရှင်တွေလည်းဒီတရားတွေပဲမဟောဘူးလားအဲ့တော့ဂင်းကဝါလူသဲစုမကပွင့်တော်မူတိုင်းသောဘုရားရှင်တိုင်းဟောကြားခဲ့တဲ့တရားတော်မြတ်များကိုဓမ္မံတရဏံကိစ္ဆာမိပါဘုရားလို့ယင်ထဲမှာထားရင်မကောင်းဘူးလားဘုရားတဆူတဲ့ရဲ့ဂုံကျေးဇူးတော်မဟုတ်ဘူးဂင်းကဝါလူသဲစုမကပွင့်တော်မူတိုင်းသောဘုရားရှင်မောင်များစွာရဲ့ဂုံကျေးဇူးမပါဘူးလားအဲ့ဒီတရားတော်တွေကြောင့်ဘုရားရှင်တိုင်းမှာယဟန္တာတွေမရှိကြဘူးလားအဲ့ဒီယဟန္တာများအားလုံးရဲ့ဂုဏ်တော်ကျေးဇူးတော်ကိုတန်ခံတရဏံကိစ္ဆာမိပါဘုရားဆိုမကောင်းဘူးလားအဲ့ဒီလိုဂင်းကဝါလူသဲစုမကပွင့်တော်မူတိုင်းသောဘ
ဖယားရှင်များအပေါင်းတို့ဤဂုဏ်တော်တရားတော်မြတ်တို့ဤဂုဏ်တော်တန်ဃာတော်မြတ်တို့ဤဂုဏ်တော်ကိုဆောင်တဲ့အတွက်ဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးဂျိုးဆိုးကြမဆိုးကနေလွတ်ပါတယ်လို့ဖယားရှင်ဟောကြားခဲ့တာသည်